ကျွန်တော်မနေ့ကကျွန်တော်တင်တန်းသားတွေကိုပေါ့နော်ဒါလူဆိုတာရွေချက်ပန်းနိုင်ရှိရတယ်ပေါ့နော်ခုတင်တန်းဆင်းပြီးသွားလို့ရှိရင်နောက်2နှစ်3နှစ်ကြာတဲ့အခါမှာကိုဘယ်လိုလူမျိုးဖြစ်ရှင်လဲဘယ်လိုဆိုင်မျိုးဖွင့်ကျင်လဲဆိုတော့တို့ရွေချက်ပန်းနိုင်နေကျွန်တော်ရှာခိုင်းထားတယ်ပေါ့နော်တို့ရဲ့ရွေချက်ပန်းနိုင်လေးတွေကဘယ်လိုချထားလဲကျွန်တော်မေးကြည့်မယ်ပေါ့နော်အညီလေးတစ်ချက်ထားနောက်တင်တန်းဆင်းပြီးသွားတဲ့အခါဘာတွေဆက်လုပ်သွားဖို့ရှိလဲ ကျွန်တော်တော့တင်တန်းဆင်းပြီးသွားရင်တစ်နှစ်လောက်နေပြီးသွားလို့ရှိရင်တော့စိတ်နေဖွင့်မယ်ဒီနှစ်ကုန်ပြီးသွားရင်တရက်နေ့ကနေစပြီးလို့ရှိရင်တင်တန်းသားလေး2ယောက်3ယောက်လောက်ကိုလက်ခံမှုစဉ်းစားထား လက်ခံမယ်ပေါ့နော် ဆရာနာကလည်းအတွေ့အကြုံတွေဘုဟုတသားတွေလည်းယူပါမယ်ပေါ့ဒီကြောင့်မှပြန်ကြိုးစားမယ်ပေါ့ဟုတ်ပြီဒါ तू ကတော့ဒါအခြေခံနေစတင်တာမဟုတ်ဘူးပေါ့နော် तू ကစန်တာလောကမှာဘယ်နှစ်နှစ်ရှိပြီလဲ ကျွန်တော်9နှစ်ရှိပြီဆရာ9နှစ်ရှိပြီပေါ့နော်9နှစ်ရှိပြီဆိုတော့ကျွန်တော်ချိန်မှာ तू upgrade ဖြစ်နေနေတယ်ဒါပေမဲ့မိုးမှန်လာတင်တာတော့မဟုတ်ဘူးပေါ့နော်အခြေခံနေပဲ तू ပြန်လာတင်တယ်ဒီက technique တွေရယ်သူ့ရဲ့ဟိုဖြတ်တန်းတဲ့အတွေ့အကြုံကအပုတ်တူတာတွေရယ်ပေါ့နော်ပေါင်းဆက်ပြီးတော့မှ तू ကဆိုင်ဖွင့်မယ်နောက်ဆိုလို့ရှိရင်တင်တန်းသားလည်းလက်ခံမယ်ပေါ့နော်ဟုတ်ပြီဆိုင်က power shot လား slow လား ပါပါ short ဆရာ power shot ဖွင့်နေတာမဖွင့်ချင်ဘူးဟုတ်ပြီဟိုဟာနေ့ရက်လေးအချိန်လေးအတိအကျလေးဆိုနေ့ရက်တော့ဆရာဒီတစ်နှစ်ကုန်ပြီနောက်နှစ်တစ်လပိုင်းနောက်တော့ နောက်နှစ်တစ်လပိုင်းတရက်နေ့ပဲဖြစ်မှာဆရာ တစ်လပိုင်းတရက်နေ့ပေါ့ဟုတ်2029တစ်လပိုင်းတရက်နေ့ကြာမှာပေါ့နော်အချိန်ကဟိုတိကျရယ်နော်ဒီလေးနောက်ပိုင်းတင်တန်းဆင်းပြီးသွားရင်ဘာတွေဆက်လုပ်သွားဖို့စီစဉ်ရှိလဲအတွေ့အကြုံ2နှစ်လောက်ယူမယ်ဗျယူမယ်โอเคတော့ဟာ2029ဇန်နဝါရီ1ရက်နေ့လောက်ကြာရင်တော့ညက်ခုံ3ခုရှော့ခုံ2ခုနဲ့ဒိုင်းလေးတစ်တိုင်းတော့ဖွင့်ပြီ2029ဇန်နဝါရီ1ရက်နေ့ဆိုတော့တစ်လပိုင်းနဲ့ကြာမှာပေါ့အခုလိုချိန်မယ်ပေါ့နော်ကောင်းတယ်ညီလေးနာမည်လေးတစ်ချက်မိတ်ဆက်ပေးအောင်ဟိုမှာကြည့်ကျွန်တော်နာမည်ကရဲစစ်ထုံးပါဗျတောင်ကြီးရပဲဗျတောင်ကြီးရပဲနောက်ပိုင်းဘာတွေတင်တန်းဆင်းပြီးသွားလို့ချင်းဆက်လုပ်သွားဖို့ရှိလဲတင်တန်းဆင်းပြီးအတွေ့အကြုံယူမယ်ဗျ2နှစ်လောက်2နှစ်လောက်โอเคကောင်းတယ်မင်းအသက်ကဘယ်လောက်ရှိလဲဆက်ခွန်ဆိုတော့အတွေ့အကြုံအများကြီးလို့ရတယ်နော်2နှစ်လောက်ယူမယ်ဆို16လောက်ဖြစ်သွားပြီပုံစင်ပြီးတာပေါ့နော်ဟုတ်ပြီဆိုင်ကဘယ်ချိန်လောက်ဖွင့်ကျင်တာလဲ2029နှစ်လပိုင်းလောက်ဗျ2029နှစ်လပိုင်း2026 9ဆိုအေးပေါ့နှစ်လပိုင်းဆို2နှစ်ကြော်ပေါ့နော်ဟုတ်ပြီဘာဘာရှော့လားစလုံးလားဘာဘာရှော့ပဲဗျဟုတ်ပြီညက်ခုံဘယ်နှခုံသုံးမလဲညက်ခုံ4ခုံသုံးချင်တယ်4ခုံသုံးချင်တယ်โอเคအဆင်ပြေတယ်နော်နာမည်လေးမိတ်ဆက်ပြီလားကျွန်တော်နာမည်ပေါ့စာပါဟုတ်ပြီနောက်ပိုင်းတင်တန်းဆင်းပြီးသွားလို့ရှိရင်ဘာတွေဆက်လုပ်သွားဖို့ရှိလဲသူကအတွေ့အကြုံတစ်နှစ်လောက်ပြန်ယူ20နှစ်ဆိုငယ်လေးရှိသေးတယ်အတွေ့အကြုံတစ်နှစ်လောက်ယူ22လောက်ဖြစ်သွားမှာပေါ့နော်ဟုတ်ပြီနောက်ပိုင်းတပင်းညက်ဆိုင်ဖွင့်ကျင်တာဖွင့်ကျင်တယ်ဘာဘာချော့ပဲဖွင့်ပါဗျာဖွင့်မှာဘယ်မှာဖွင့်ကျင်လဲလာအောင်မှာပြန်ဖွင့်ပါလာအောင်မှာကိုကလည်းလာဝကနေလာတက်တာပေါ့နော်ဟုတ်ပြီကောင်းတယ်ညက်ခုံဘယ်နှခုံလောက်သုံးကျင်လဲလူလဲ9ခုမှာဆိုတော့9ခုလောက်တော့သုံး9ခုလောက်တော့သုံးမယ်ဘယ်နှခုနှစ်လောက်ဖြစ်မလဲ2029လောက်2029กว่า6တလပိုင်းတလပိုင်းတစ်နှစ်လောက်ပဲကြာမှာပေါ့ဒီချိန်ပဲကောင်းတယ်နော်မင်္ဂလာပါညီလေးဟုတ်မင်္ဂလာပါဆရာညီလေးနာမည်လေးမိတ်ဆက်ပေးလိုက်ပါကျွန်တော်နာမည်မင်းခန့်ပါဆရာမင်းခန့်ဟုတ်ပြီတင်တန်းဆင်းပြီးတော့ညီလေးဘာတွေဆက်လုပ်သွားမလဲဒီတောင်ကြီးမြို့နယ်အတွင်းမှာပဲဝန်ထမ်းပြန်လုပ်မယ်လို့စဉ်းစားထားဆရာဝန်ထမ်းလုပ်မယ်ဟုတ်ပြီတွေ့ကြုံယူမယ်ဆိုဆရာချင်းမှလည်းပြန်လို့ရတယ်နော်ဟုတ်ပြီတွေ့ကြုံကဘယ်နှစ်လောက်ယူပြီးဆိုင်ဖွင့်မှာလဲတစ်နှစ်လောက်ပဲယူဖြစ်မှာဆရာတစ်နှစ်လောက်ယူပြီးဆိုင်ဖွင့်မယ်ဟုတ်ပြီဒိတ်တိကျလေးဆိုလို့ရှိရင်ညီလေးဆိုင်ဖွင့်မဲ့ဒိတ်တိကျတရက်နေ့10လပိုင်း2029လောက်ဖြစ်တော့တယ်ဆရာတရက်10လ2029နောက်နှစ်လောက်ပေါ့ကောင်းတယ်10လပိုင်းနဲ့ဆိုလို့ရှိရင်အဆင်ပြေတယ်ဘာဘာရှော့လားစလုံးလားဘာဘာရှော့ပဲဆရာဟုတ်ပြီညက်ခုံဘယ်နှခုံသုံးမလဲညက်ခုံ2ခုံလောက်ပဲဆရာ6စင်တစ်ခုံနဲ့စက်ခုံမယ်လောလောဆယ်တော့အဲ့ဒါနဲ့စပြီးနောက်ပိုင်းတဖြည်းဖြည်းပြန်ရှေ့ယူမှာပေါ့ဘယ်မှာတင်တန်းသားပြန်ခေါ်မယ်လို့စဉ်းစားထားကောင်းတယ်အတွေ့အကြုံနည်းနည်းများလာတော့တင်တန်းသားပြန်ခေါ်မယ်ပေါ့နော်အဆင်ပြေတယ်နော်